ဂျပန်မှာလည်းအရင်တော့မဟုတ်တော့အရင်ကဗယံမတိုင်းဖြစ်တာတခြားနိုင်ငံသားတွေရောပေါ့နော်ဟိုတနေ့ကလည်းဗာလေအာဂျင်တီးနားနိုင်ငံကအမျိုးသမီးကဒီမူရစေတွေကိုပိုက်သေးကိုထည့်ပြီးတော့မျိုးပြီးဖွက်လာတကယ်တက်တီကဂျပန်ကြီးကလည်းရအောင်ဖမ်းတာနောက်တစ်ခုကကြတော့ဗာလဲဆိုအိုဆာကာမှာပေါ့နော်ဘလက်ချိုင်အမျိုးသမီးကဒီသူကပတ်စံထုတ်လာတော့အနောက်ကလိုက်ချောင်းထားတဲ့နေထင်နေအဲ့ဒီဓမြမှုတွေလည်းများလာဒီလားဒဲကြီးနော်ဒီလောက်လူတွေရှိနေတဲ့ဟာအဲ့ဒီအမျိုးသမီးကိုဓာတ်နဲ့ထွေပတ်စံလို့တော့ဒါပေမဲ့ရဲတွေကလည်းလိုက်တယ်အခုမိတော့မိသွားပြီပေါ့နော်ဒါအဖွဲ့အစည်းနဲ့အဖွဲ့အစည်းရှိတယ်လို့သူတို့ကဗာလေတွေးယူတတ်မှတ်ပြီးအဲ့လူတော့မိသွားတယ်လိုက်နေရပေါ့နော်သူတို့ကလည်းအတကုံနှိမ်နေတာပဲလောက်တဲ့လူတွေကလောက်တာပဲဂျပန်မှာတကယ်လေပယုတ်တုတ်ခပယံပဓာတွေဒီလားဒီလောက်လုံနေတဲ့ဂျားတွေကဟိုဒီလားတကယ်မလွယ်ဘူးတော့လည်းဘလို့နေရာထင်နေလဲတော့မသိဘူးဒီမြို့ပေါ်ကြီးကြတော့အကြံကိုကလေမြို့ပေါ်ကြီးမှာမနေကြတာဒီလားတကယ်ဘယုတ်တုတ်ခပေါင်း16000နဲ့တကြနေဖာမှုဖြစ်ပြန်ပြီတကြနေဖာယုံကြောင့်ဖာယုံဖမ်းပြန်ပြီတကြနေလူတက်မှုဖြစ်ပြန်ပြီတကြနေဓမြမှုဖြစ်ပြန်ပြီတကြနေအသေးခိုးလို့ဟိုဟာဖြစ်တယ်ဟိုတနေ့ကလည်းသတင်းမှာတက်လာတာဗာလေအဲ့ဒီမျိုးသမီးက तू ကဘာသိမှမသိဘူးတဲ့ခူးလိုက်တာတဲ့ဒါပေမဲ့ပိုင်ရှင်ကတွေ့သွားတော့ခူးကြည့်လိုက်တာပါပဲပိုင်ရှင်ကတွေ့သွားတော့ပတ်စံပြန်ရောပေးခြင်းတယ်ဆိုပြီးတော့မှရေးထားတာတွေ့လို့ပေါ့နော်ဂျပန်နိုင်ငံကနေရာတကပတ်စံနဲ့ရှင်းလို့ရတဲ့နေရာမဟုတ်ဘူးကိုနဲ့မဆိုင်မထိနဲ့မကင်နဲ့မတုံနဲ့လမ်းသွားနေပစ္စည်းတစ်ခုကြတာမြင်တော့မကောက်နဲ့တချို့အဲ့ဒါကြောင့်မလို့အဲ့ဒါမပြောနဲ့အောင်လမ်းသွားနေနဲ့ဒီအသက်ကြီးပိုင်းနေပေါ့နော်လဲနေရတွေ့တာမျိုးလို့မတော်ဆစပိန်နဲ့ကိုမျက်စိရှိမှနေလဲနေရဆိုသွားမကင်နဲ့မထူနဲ့သွားကန်လိုက်ကိုအမှုပတ်ရောအရင်တော့ကိုရီဆိုရင်ရောက်တာလွန်ခဲ့တဲ့တစ်နှစ်ကျော်2နှစ်လောက်ကနေမှထင်တယ်ဒီလမ်းသွားရင်းနဲ့ဒီအဖိုးတယောက်လဲသွားတွေ့လို့အမြင်မတော်လို့ကိုရီးယားအဲ့ဒီကျူရှာခေါ်ပေးလိုက်တာပေါ့နော်ခေါ်ပေးလိုက်တော့အဲ့ဒီစေတနာနဲ့ခေါ်ပေးတာတော့မှကိုကရဲစခန်းကိုမေးတာမျက်နှာရှိတယ်ဘလို့တွေ့ရလဲဘလို့အကွာဝေးရလဲလို့ဘလို့မြင်လို့ဟိုကဖြစ်တာလဲဆိုတော့မင်းမြန်းစုံငန်းခံရတာညမိုးချုပ်တဲ့တွေမပြီးအဲ့ဒါဂျပန်တွေကလည်းဝင်မစွတ်ဖတ်ဘူးကိုနဲ့မဆိုင်မှုဆိုအဲ့တော့ကိုမြန်မာလူမျိုးတွေတတိထားအခုဟိုတနေ့ဓာတ်ထုတ်မှုဖြစ်တာကအိုဆာကာမှာဖြစ်တာဒီဟိုကကျတော့အာဂျင်တီးနားနိုင်ငံသားနေပြီးတော့မှပိုက်ထဲကိုအဲ့ဒီမွေးရစေးတွေမျိုးပြီးယူလာတာတဲ့ရအောင်ဖမ်းတာနော်လောက်နုံလည်းလောက်ကြသူတို့လည်းရအောင်ဖမ်းတာပဲအဲ့လိုဘယုတ်ဒုက္ခတွေခုနောက်ပိုင်းရမ်းများလာတယ်ဟိုတနေ့ကလည်းဒီသတင်းမှာပဲကိုကသတင်းမှာတို့လိုပြန်ပြောပြတဲ့အကြောင်းအရာပဲကိုမြန်မာလူမျိုးတွေရှောင်လို့ရအောင်လို့အဲ့ဆိုဒီထိုင်းအမျိုးသမီးကဖွင့်ထားတဲ့ပြောမယ်ဆိုတော့အနှိတ်ခမ်းဒီမှာမာဆေးကြီးတွေများတယ်မဟုတ်လားဒီမှာအနှိတ်ခမ်းတွေများတယ်ဆိုတော့နှိတ်တဲ့နေရာတွေများတယ်ဆိုပြီးဒါပေမဲ့အဲ့နေရာမှာနှိတ်တာမဟုတ်ဘဲနဲ့ဖော်ကာတွေဖြစ်နေဖော်ကာတွေစုဆောင်းတဲ့နေရာဖြစ်နေမြန်မာမျိုးသမီးအများကြီးပဲအဲ့နာလေးမှာတကယ်လုံးလို့မရတဲ့နိုင်ငံမှာလည်းလောက်ကြတာကြီးဟိုကလည်းရအောင်လုပ်တယ်တို့လည်းရအောင်လုပ်ကြသူတို့လည်းရအောင်ဖမ်းတယ်အဲ့လိုမျိုးဖြစ်နေပြီတကယ်ဘယုတ်တွေ